ရင့်ကျက်တဲ့အချိန်တစ်ချိန်ဆိုတာရှိလာတယ်ငယ်စဉ်ဘဝမှာမိဘတွေရဲ့အဆောင်ရှောက်နဲ့အဆအလိုလေသေးမရှိနေခဲ့ရအောင်နေခဲ့ရနိုင်တယ်ဆရာသမားတွေရဲ့လမ်းညွှန်ပြသမှုအတိုင်းရှောက်ခဲ့ရတဲ့အခါတွေရှိကောင်းရှိခဲ့နိုင်တယ်ဒါပေမဲ့လို့တစ်ချက်ငယ်ကလေးကမိဘမရှိတဲ့သူများဆရာသမားကောင်းနဲ့မတွေ့ခဲ့တဲ့သူများသူတို့ဆိုဘယ်လိုလုပ်မလဲဆိုတာစဉ်းစားတတ်ရမယ်မိဘရဲ့သွန်သင်မှုမရှိပေမဲ့လို့ကိုဘဝကိုကြောင်းခဲ့ရတယ်ကိုထမင်းကိုရှာစားခဲ့ရတယ်အရွယ်မရောက်သေးခင်ကလေးတာဘဝတည်းကိုထမင်းကိုရှာစားနေရတဲ့ကလေးတွေအများကြီးပဲကိုကမိဘရဲ့သွန်သင်မှုမိဘရဲ့မေတ္တာမိဘရဲ့အုပ်ချုပ်မှုရနေသေးတယ်ဆိုကံအလွန်ကောင်းလို့ပဲဒါပေမဲ့အမြဲတမ်းမိဘတွေကိုအားကိုးထားလို့မရဘူးအမြဲတမ်းဆရာသမားတွေကိုပဲအားကိုးနေလို့မရဘူးဒီနေ့မှာကိုတယောက်တည်းရှောက်ရမယ့်အချိန်ဆိုတာရှိလာတယ်အဲ့လိုတယောက်တည်းရှောက်ရတဲ့အချိန်မှာအားနည်းစရာအားငယ်စရာဝမ်းနည်းစရာမလိုပါဘူးဘာကြောင့်လဲဆိုတော့ကိုမိဘတွေကိုပြန်ကြည့်လိုက်ကိုတွေကိုပြောထောင်တဲ့အချိန်မှာသူတို့မိဘရင်ဝင်ကနေခွဲထွက်ပြီးပြီကိုဆရာသမားတွေကိုကြည့်လိုက်ကိုတွေကိုသွန်သင်ဆုံးမနေတဲ့အချိန်မှာသူတို့မိဘသူတို့ဆရာသမားလောင်ရိပ်ကနေလွတ်နေပြီကိုခြေတော်ပေါ်ကိုရက်နေကြပြီသူတို့အတွက်သူတို့ရက်တီုံနေမှာကကိုတွေကိုတောင်ပြောထောင်ပေးလိုက်ပြီကိုလည်းဒီအတိုင်းပဲအမြဲတမ်းမိဘလောင်ရိပ်မှာနေလို့မရသလိုအမြဲတမ်းမိဘရဲ့အရာရာစောင့်ရှောက်မှုကိုလိုချင်နေလို့လည်းမဖြစ်နိုင်ဘူးကိုတယောက်တည်းရက်တီရမယ်အချိန်ဆိုတာရှိလာတတ်တယ်အဲ့တော့ကိုဘဝကိုတာဝန်ယူရမယ်ကိုဘဝရဲ့စစ်သူကြီးကလည်းကိုတိုင်ပဲကိုဘဝကိုပြိုးထောင်ပေးမဲ့သူကလည်းကိုတိုင်ပဲကိုအန္တရာယ်ကိုကာကွယ်ပေးရမယ်သူကလည်းကိုတိုင်ပဲလို့ခံယူလိုက်ရင်ရင့်ကျက်လာလိမ့်မယ်ကလေးမဆန်တော့ဘူးလောကထဲမှာကလေးဆန်တယ်ဆိုတာနေရာတိုင်းကောင်းတာမဟုတ်ဘူးရင့်ကျက်တဲ့အချိန်မှာကလေးဆန်နေလို့သူတစ်ပါးကဲ့ရဲ့ပွဲပဲဖြစ်တယ်ဘယ်ရာကိုမဆိုကလေးဆန်တဲ့စိတ်နဲ့မတွေးနဲ့မလုံနဲ့အရင်ကတည်းကအရွယ်မရောက်ခင်ကဲကိုတာဝန်ယူနိုင်တဲ့အရေးချင်းမျိုးရှိအောင်ပြိုးထောင်ပေးလာမယ်ဆိုရင်ရင့်ကျက်တဲ့အချိန်မှာရင့်ကျက်ပါလိမ့်မယ်လောကရဲ့လောကဓမ္မဆိုတဲ့လောကဓာတ်တွေဟာကိုယ့်အလိုကိုမလိုက်ပါဘူးသူချဲလဲခြင်းတလို့ချဲလဲပါတယ်သူချဲလဲခြင်းတဲ့အချိန်မှာချဲလဲပါတယ်ခဏဆောင်ပါအောင်လို့တားထားလို့မရဘူးဒီတော့နှစ်ဖူးတွေ့ဒူးတွေ့လောကထဲမှာကိုတယောက်တည်းလက်ပစ်ကူးရတော့မယ်ဆိုတဲ့အချိန်ဟာဒီနေ့ရောက်လာတတ်တယ်အဲဒီချိန်မှာဝမ်းနည်းခြင်းမရှိစိတ်ပြတ်ခြင်းမရှိကြံ့ခံတဲ့စိတ်ထားနဲ့ကိုမိဘတော်ကလည်းဒီလိုပဲရှောက်ခဲ့တာပဲကိုဆရာသမားတွေတုန်းကလည်းဒီလိုပဲရှောက်ခဲ့တာပဲကိုပတ်ဝန်းကျင်ကလူတွေလည်းဒီအတိုင်းပဲရှောက်နေတာပဲလို့အဲ့ဒီအားကိုယူပြီးတော့အားငယ်စိတ်တွေဖျောက်ပစ်ဝမ်းနည်းစိတ်တွေဖျောက်ပစ်တိမ်ငယ်တဲ့စိတ်တွေဖျောက်ပစ်ကိုတာဝန်ယူနိုင်တယ်ဆိုတဲ့စိတ်နဲ့ရင့်ကျက်ရတယ်အဲ့တော့ကိုသားသမီးတွေကိုချစ်တယ်ဆိုရင်လည်းရင့်ကျက်တဲ့အချိန်မှာရင့်ကျက်အောင်လှုပ်ပေးတဲ့အချိန်မှာလှုပ်ပေးရတယ်ဒီတော့မှသူတို့ဘဝကိုသူတို့မြင်လိမ့်မယ်အရာရာမိဘကတာဝန်ယူပြီးအကုန်လိုက်အုပ်ထိန်းနေရင်ကိုသားသမီးရင့်ကျက်တဲ့အချိန်မှာရင့်ကျက်မလာတော့ဘူးအဲ့တော့လူငယ်တွေအနေနဲ့ကလည်းရင့်ကျက်တဲ့အချိန်မှာရင့်ကျက်ရမှာပါလားလို့ကြိုတင်တွေးထားပြီးတဲ့အခါနေ့စဉ်ကိုဘဝမှာကိုအဝတ်စားတွေလျှော်ဖို့တာကအစကိုထမင်းကိုချက်စားတာကအစကိုရဲ့ပေါင်းသင်းဆက်ဆံရေးကိုကြိုးစားတာကအစအကုန်လုံးကိုအရေးချင်းရှိနဲ့ကိုတာဝန်ကိုယူနိုင်အောင်ပြိုးထောင်ရဖို့လိုအပ်တယ်ပြိုးထောင်သင့်တယ်အဲ့ဒီစိတ်နဲ့နေမယ်ဆိုရင်တော့ရင့်ကျက်တယ်လို့ခေါ်ရပါတယ်ဒါကြောင့်အားလုံးသောလူငယ်ပေါင်းနဲ့တကွတရားနာသူကိုပေါင်းပရိသတ်ပေါင်းဒီလည်းပဲကိုဘဝကိုတာဝန်ယူနိုင်တဲ့ရင့်ကျက်တဲ့စိတ်ထားရှိတဲ့မင်္ဂလာရှိတဲ့လူသားတွေဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်အားလုံးအေးချမ်းကြပါစေ